နောက်ကွယ်ကနေပြီးတော့မှမနာလိုဝန်တိုးပြီးတော့မှလက်မဲကြီးတွေကနေအခုချိန်မှာလှုပ်ကြံတက်ဖြတ်ခိုင်းပြီးတော့မှအခုချိန်မှာတော့ accident ဖြစ်ပြီးတော့မှဆွနိုကရေပေါ်စိတ်ရုံရောက်ပြီးတော့မှဆုံးမသွားခဲ့ရပြီဒီဇက်ဝင်ခန်းကတော့အတော်လေးကိုပြိသက်တွေကြားထဲမှာစိတ်ဝင်စားရဆုံးခန်းခန်းတာဖြစ်ပြီးတော့မှဘဒူတက်တဲ့ဘဒူလှုပ်ကြံသွားတယ်ဆိုတာကိုအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခန်းဆက်ရှိန်နဲ့ညံတက်လိုလာခဲ့ပြီးပဲဖြစ်ပါတယ်အဲဒါလိုနဲ့ရုတ်တရက်ကြီးရောက်လာပြီးတော့မှကြော်တဲ့အောင်ကသူ့ညီမကိုကြည့်လိုက်တဲ့အချိန်မှာတော့အသက်မရှိတော့ပဲနဲ့ဘေးဆုံးသွားခဲ့ရပြီအဲ့ဒါကိုကြည့်ပြီးတော့မှအခွင့်ကောင်းယူပြီးတော့သွန်ဆက်ကနေပြီးတော့မှမောင်ကြီးညီမလေးမရှိတော့ဘူးဒီလောကကနေမရှိတော့ဘူးထပ်သွားခဲ့ပြီကျမရေရောက်မှလည်းမရှိတော့ဘူးဆိုပြီးတော့မှငိုကြွေးပြီးတော့လှုပ်ပြနေခဲ့ပြီပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းပဲပရိသတ်တွေကတော့သွန်ဆက်လှုပ်ကြံတာလားဆိုပြီးတော့မှကိုအတော်လေးကိုတန်တရားတွေမကင်ပြစ်နေကြပြီတစ်ဖက်မှာလည်းခင်ဝတီကိုထင်မှတ်နေကြတာပေါ့ဗျာအဲဒါလိုနဲ့ဆိုတော့အခုလိုဖြစ်သွားတယ်ဆိုပြီးတော့မှတရင်ကြားကြချင်းပဲရောက်ရှိလာတဲ့ခိုင်နှင်းဝေကတော့သွန်ဆက်ကိုမေးနေခဲ့ပြီဘာကြောင့်လဲဆိုတော့ဆရာဝန်ကနေပြီးတော့မှလာပြီးတော့အခုတေးဆုံးသွားတဲ့မင်းကလေးနဲ့အတူပါလာတဲ့ကောင်လေးကအခုချိန်မှာပြန်လေတတိရလာပြီးတော့မှအသက်ရှင်နေတယ်ဆိုပြီးတော့မှကိုတရင်အောင်ပေးလိုက်ခဲ့ပြီးပဲဖြစ်ပါတယ်အဲ့ဒါနဲ့ဘတူလဲဆိုပြီးတော့မှကိုဒီချာသွန်ဆက်ကနေပြီးတော့မှမေးမြန်းကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီကောင်လေးကကြော်ထိတ်အောင်ရတာဖြစ်တယ်ဆိုတော့ကိုသိရှိရပြီအဲ့ဒါနဲ့ငကိုတွေကမှမကြေးနဲ့ပဲမကြည့်ချင်နေတဲ့အတွက်သူအဲ့ဒီမွန်နောင်ရဲ့ခန်းလေးကိုတောက်ပြီးတော့မှလှုပ်ကြံဖို့အစီအစဉ်နဲ့ဆွဲပြီးတော့မှကတော့အနေခဲ့ပြီးပဲဖြစ်တယ်အဲ့လိုမဲ့လမ်းကြားထဲမှာပဲညစန်ဒီနဲ့တွေ့ပြီးတော့မှအဲ့ဒီကောင်လေးကကြော်တဲ့အောင်ရဲ့ဒါအားဆိုတာမင်းသိနေခဲ့တယ်မဟုတ်ဘူးလားမင်းသိနေတာလားဆိုပြီးတော့မှဒီချာမေးယူလိုက်တဲ့အချိန်မှာတော့ဟန်ဆောင်ခဲ့တော့လည်းပဲဖုံးပြီးမရဖြစ်နေတဲ့အတွက်သွန်ဆက်ကနေပြီးတော့မှမိုင်းရီဒီကိစ္စကိုဘယ်လိုလုပ်သိတာလဲဆိုပြီးတော့အကပြောလိုက်ခဲ့ရပြီးပဲဖြစ်ပါတယ်မပြည့်စုံနိုင်တဲ့လိုချင်တက်မှတ်မှုတွေများနေတဲ့သူတို့ရဲ့ရမတ်ထဲမှာတော့နေတော့ကိုတယောက်နဲ့တယောက်ကောက်ကြိတ်ရှုံးမှပြီးတော့မှတဲအိမ်ထဲမှာတူနေပြီးတော့မှညီကောင်မောင်တော်တွေဖြစ်လျက်နဲ့စီးပွားရေးကိစ္စလူမှုရေးကိစ္စငွေရေးကြေးရေးကိစ္စစားတဲ့ကိစ္စအဝဝတွေနဲ့အမြဲတမ်းကပြဿနာတွေတက်နေကြတယ်ဒီရမတ်ဆိုတဲ့မိသားစုတွေကတော့ခုချိန်မှာစနိုသေးဆုံးသွားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ကိုလှုပ်ကြနိုင်တဲ့လက်မင်းကြီးတွေကတော့ဘတူဘဝဆိုတာကတော့တေချာဝေဝေးလို့မရဘူးဆိုပေမဲ့လည်းလူတိုင်းကြီးဘက်ကတော့ဖြစ်နိုင်တဲ့အနေအထားတွေဖြစ်နေခဲ့တယ်ဒါကြောင့်ဘသူကဘလို့လှုပ်ပြီးတော့မှတတ်သွားလေဆိုတဲ့စိတ်ခိုင်းခဲ့လေဆိုတဲ့ကိစ္စတွေပတ်သက်ပြီးတော့တပြေးပြေးနဲ့သိမြင်လာရုံတော့မှဖြစ်တဲ့အတွက်ဒီဇဝင်ခန်းကအတော်လေးကိုစားရှည်နဲ့မြန်တော်လာခဲ့ပြီးပဲဖြစ်ပါတယ်